အားလုံးပဲမင်္ဂလာပါဖော်ဖော်ရှုပ်ပိုင်အချိန်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့10နှစ်ကတကမ္ဘာလုံးကိုအားအသင့်စေပြီးပရီးမီးယားလိဖလားကြီးကိုခိုင်မြောင်းနိုင်ခဲ့တဲ့မြေကွေးပြလက်စတာစီးတီးအသင်းဟာအခုတော့အင်္ဂလန်ဘောလုံးလောကရဲ့တတိယတန်းစားလီဂ်1ပြိုင်ပွဲစီသို့တန်းဆင်းသွားခဲ့ပြီပဲဖြစ်ပါတယ်ဒါဟာလက်စတာအသင်းရဲ့142နှစ်တာသမိုင်းတစ်လျှောက်မှာဒုတိယအကြိမ်မြောက်သာဖြစ်ပေါ်ခဲ့တဲ့အနိုင်ဆုံးကြာရှုံးမှုတစ်ခုဖြစ်ပြီးပရိသတ်တွေအတွက်တော့တကယ်ကိုရင်ခွဲစရာကောင်းတဲ့ညတစ်ညဖြစ်ခဲ့ပါတယ်ဒီတန်းဆင်းမှုဟာဟာစီဒီအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာနှစ်ဂိုးစီတည်ကြခဲ့ပြီးတဲ့နောက်အတီးဖြစ်သွားခဲ့တာပါပွဲကစားဖို့နှစ်ပွဲကြံသေးပေမဲ့လည်းရမှတ်ကွာဟချက်ရလက်စတာစီးတီးအသင်းဟာချန်ပီယံရှစ်ကနေတန်းဆင်းဖို့တည်ကြသွားခဲ့တာပဲဖြစ်ပါတယ်2016ခုနှစ်မှာပရီးမီးယားလိချန်ပီယံ2021ခုနှစ်မှာ FA ဖလားချန်ပီယံဖြစ်ခဲ့တဲ့အသင်းဟာအခုလို9နှစ်10နှစ်အတွင်းမှာတတိယတန်းအထိရောက်သွားတာဟာဘောလုံးလောကမှာဖြစ်ခဲ့တဲ့ဖြစ်ရတစ်ခုပါပဲဒီရာသီမှာလက်စတာအသင်းကြုံတွေ့ခဲ့ရတဲ့အဓိကအခက်အခဲကတော့ဘန်နာရေးစီးမင်းလေးကိုချိုးပေါက်ခဲ့တာကြောင့်ရမှတ်6မှတ်ရှော့ချခံခဲ့ရတာပဲဖြစ်ပါတယ်အသင်းကအယူခံဝင်ခဲ့ပေမဲ့လည်းဧပြီလအစောပိုင်းမှာပဲအယူခံရှုံးနေခဲ့ပြီးဒီ6မှတ်ရှော့ခံရမှုဟာတန်းစင်းစုံတွေကရုံးထွက်နေတဲ့လက်စတာအတွက်အကြီးမားဆုံးထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်ကွင်းအတွင်းမှာလည်းအသင်းရဲ့ကန်စစ်ပိုင်းကအားနည်းချက်တွေအများကြီးရှိခဲ့ပြီးတရားသီးလုံးမှာပေကိုမရှိတဲ့ပွဲစဉ်9ပွဲသာရှိခဲ့တာကအသင်းရဲ့ရလဒ်ကိုဆိုးရွားစေခဲ့ပါတယ်ဟိုစီဒီနဲ့ပွဲမှာလည်းလက်စတာအသင်းဟာအာဏာရဖို့အစွမ်းကုန်ကြိုးစားခဲ့ပါတယ်ပွဲအစားမှာဦးဆောင်ကိုပေးခဲ့ရပေမဲ့ဒုတိယပိုင်းမှာခြေပါကိုနဲ့ဦးဆောင်ကိုတွေပြန်သွင်းနိုင်ခဲ့လို့မျှော်လင့်ချက်ရောင်ကြီးတန်းခဲ့ပါသေးတယ်ဒါပေမဲ့ပွဲပြီးခါနီးမှာဟာစီဒီအသင်းကခြေပါကိုပြန်သွင်းခဲ့တာကြောင့်လက်စတာပရိသတ်တွေရဲ့မျှော်လင့်ချက်တွေဟာကင်းပါဝါကွင်းကြီးထဲမှာတင်ပျောက်ဆုံးသွားခဲ့ရပါတယ်ပွဲပြီးမှာတော့စိတ်ပြတ်နေတဲ့ပရိသတ်တွေကကစားသမားတွေကိုလောင်ပြောင်ခဲ့ကြသလိုအသင်းပိုင်ရှင်တွေကိုလည်းရာသီကနှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်လက်စတာစီးတီးအသင်းရဲ့အခုလိုတန်းဆင်းသွားရမှုဟာဘောလုံးလောကမှာတကယ်ကိုထူးခြားတဲ့ဖြစ်ရပ်တစ်ခုပါလွန်ခဲ့တဲ့10နှစ်ကပရီးမီးယားလိဖလားကြီးကိုခိုင်မြောင်းနိုင်ခဲ့တဲ့အသင်းကအခုလိုတတိယတန်းအထိရောက်သွားတာဟာဘောလုံးလောကမှာဖြစ်ခဲ့လာတဲ့ဖြစ်ရပ်တစ်ခုပါပဲအသင်းရဲ့နီးပြဂယ်ရီရှိုးဝတ်ကတော့ဒီအားဒီမှာအသင်းရဲ့စွမ်းဆောင်ရည်တွေဟာအမတ်တွေပိုရတဲ့ပေမဲ့လည်းအခွင့်အရေးတွေကိုသုံးမချနိုင်ခဲ့တာကြောင့်အခုလိုဖြစ်ခဲ့ရတာလို့ဝန်ခံခဲ့ပါတယ်အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Mark Everton တို့လိုဝိုင်းကစားသမားတွေကလည်းတီချာရှုံးမှုအတွက်အသင်းသားအားလုံးမှာတာဝန်ရှိတယ်လို့ပြောခဲ့ပါတယ်။လက်စတာအသင်းဟာလာမယ့်ရာသီမှာလီ1ပြိုင်ပွဲမှာကစားရတော့မှာဖြစ်ပြီးဒါဟာအသင်းရဲ့ဘဏ္ဍာရေးအခြေအနေကိုအကြီးအကျယ်ထိခိုက်စေမှာပါ။ချန်ပီယံရှစ်တုန်းကရရှိခဲ့တဲ့ဝင်ငွေထက်တစ်ပတ်လောက်ရောနေသွားမှာဖြစ်တယ်လို့ပရီးမီးယားလိမှာရရှိခဲ့တဲ့ဝင်ငွေနဲ့ရှင်ရင်3ပုံ1ပုံလောက်သာရရှိတော့မှာပဲဖြစ်ပါတယ်။အသင်းမှာပေါင်85တန်းတန်နဲ့ခေတ်မီဒေးချင်းခွင့်ကြီးရှိနေပေမဲ့လည်းလီ1ပြိုင်ပွဲမှာဒီလောက်ကြီးမားတဲ့သုံးစိတ်တွေကိုဘယ်လိုထိန်းသိမ်းမလဲဆိုတာကတော့မေးခွန်းထုတ်စရာဖြစ်နေပါတယ်။အသင်းရဲ့ကစားသမားအများစုဟာလည်းတားဆောင်ငွေအများကြီးရရှိနေကြသူတွေဖြစ်တာကြောင့်လာမယ့်ရာသီမှာအသင်းကိုအကြီးအကျယ်ပြန်လည်တည်ဆောက်ရတော့မှာပဲ။အသင်းရဲ့ပရိသတ်တွေကတော့သူတို့ချစ်တဲ့မြေဝေးပြအသင်းကိုလီ1ကနေအမြန်ဆုံးပြန်တက်လာနိုင်ပါစေလို့မျှော်လင့်နေကြပါတယ်။ဒီတန်းဆင်းမှုဟာလက်စတာစီးတီးအသင်းအတွက်တော့သင်ခန်းစာအများကြီးရစေခဲ့တဲ့ရာသီတစ်ခုဖြစ်ပါတယ်။အောင်မြင်မှုတွေရဲ့နောက်ွယ်မှာစနစ်တကျစီမံခန့်ခွဲမှုတွေမရှိခဲ့ရင်ဘလောက်ပဲကြီးကျယ်တဲ့အသင်းဖြစ်ပါစေကြာရှုံးနိုင်တဲ့ဆိုတာကိုလက်စတာကသတိပြခဲ့တာပဲဖြစ်ပါတယ်။အခုတော့လက်စတာပရိသတ်တွေဟာသူတို့ရဲ့အသင်းကိုလီဝမ်မှာအားပေးရတော့မှဖြစ်ပြီးဒီကြာရှုံးမှုကနေဘယ်လိုပြန်လဲရုံထွက်လာမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။လက်စတာစီးတီးအသင်းရဲ့အနာဂတ်ဟာအခုတော့မရေမရာဖြစ်နေပေမဲ့လည်းပရိသတ်တွေရဲ့အားပေးမှုနဲ့အတူပြန်လည်နိုးထလာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဒါရပရှင်တော့နေ့လေးဖြစ်ကြပါစေ